အသက်40ကျော်လာတဲ့အခါအရင်လိုအရာတွေကိုပဲစားနေပေမဲ့ကိုယ့်ရဲ့ဘိုက်ကပူလာတာတွေကိုယ့်ရဲ့ခန္ဓာကိုယ် weight တက်လာတာတွေဖြစ်တတ်ကြပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကတကယ်ဝလာလားမဝလာလားဆိုတာကိုတော့ပေါင်ချိန်ဆက်ပေါ်ကကဏ္ဍတစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရပါဘူး။ဆိုတော့ကိုကအသက်40ကျော်အရွယ်ရောက်လာတဲ့ခါကျရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဝလာလားအဆီတွေတက်လာလားဆိုတာကိုစမ်းစစ်လို့ရတဲ့အချက်၃ချက်ရှိပါတယ်။ပထမအဆုံးတစ်ချက်ကတော့ခါအတိုင်းတာပဲဖြစ်ပါတယ်ဆိုတော့ပေါင်ချိန်ဆက်ပေါ်ကအလေးချိန်မဟုတ်ပဲねကိုယ့်ရဲ့ဒီ1 byte ထဲကပေါ့နော်ဒီကလေးစာတွေရဲ့အစီပိတ်တာမပိတ်တာကိုစမ်းစစ်ကြည့်ဖို့လိုပါတယ်ဆိုတော့ဒီလိုမျိုးစမ်းစစ်ကြည့်ဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ဒီချက်ပေါ့နော်ချက်ရဲ့အပေါ်နားကဒီခါ size ကိုတိုင်းပြရမှာဖြစ်ပါတယ်တိုင်းတဲ့ခါကျရင်ယောက်ျားလေးဆိုရင်ခါ size 35 main ကလေးဆိုရင်ခါ size 31ထက်ကျော်နေပြီဆိုရင်တော့ဒါကျန်းမာရေးအရာကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီကျန်းမာရေးလုပ်ဖို့လိုအပ်နေပြီအစီတွေစုနေပြီလို့ပြောနေတာပဲဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဒီနေ့စဉ်လှုပ်ရှားမှုပေါ်မှာအမောခံနိုင်ရေးပဲဖြစ်ပါတယ်ဆိုတော့ကိုကပုံမှန်အားဖြင့်ဆိုရင်တော့ဒီလေကားတစ်ထက်နှစ်ထက်တက်ရင်အေးဆေးဖြစ်နေပေမဲ့နောက်ပိုင်းကျတဲ့ခါကျရင်ကိုကလေကားတက်တာပဲဖြစ်ဖြစ်ဒီလမ်းလျှောက်တာပဲဖြစ်ဖြစ်လုပ်တဲ့အခါမှာကိုရဲ့ဒီခန္ဓာကိုယ်ကနေပြီးတော့အရန်မောဖိုက်တာတွေအသက်ရှူမောရတာတွေဖြစ်နေတယ်ဆိုရင်တော့ဒါဟာကိုရဲ့ခန္ဓာကိုယ်ရဲ့ဒီကြွက်သားဒုထက်အစီတွေပိုများလာပြီးတော့ဒီအစုံနဲ့နှလုံးပေါ်မှာဝင်ပိစေပြီးတော့ဝါလာတဲ့လက္ခဏာပဲလို့ပြောနေတာဖြစ်ပါတယ်နောက်ဆုံးတတိယတစ်ချက်ကတော့အစစ်မြစ်တွေပေါ်မှာတက်ရောက်မှုပဲဖြစ်ပါတယ်ဆိုတော့ဒီကိုကနေပြီးတော့မနက်နိုးတဲ့အခါပေါ့နော်ထလာတဲ့အခါမှာပဲဖြစ်ဖြစ်ဒီထိုင်ရာကနေထတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဒီခါးတွေဒူးတွေနာတာတော့ဒီပထမအဆုံးတစ်ချက်ကတော့ဒါအသက်အရွယ်ကြောင့်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့ဒီအပေါ်ပိုင်းကခန္ဓာကိုယ်မှာဒီအစီတွေစုနေတဲ့အတွက်ကြောင့်မလို့ဒီအောက်ပိုင်းရဲ့ဒီအစစ်မြစ်တွေဖြစ်တဲ့ခါးတွေဒူးတွေပေါ်မှာတက်ရောက်မှုရှိနေတာကြောင့်ပဲဖြစ်ပါတယ်ဆိုတော့ကိုယ့်အနေနဲ့ဒီအချက်၃ချက်ကိုစမ်းစစ်ကြည့်လိုက်လို့မှကိုကကျန်းမာရေးနဲ့မညီနေဘူးအစီတွေတက်လာတယ်ဆိုရင်တော့လေစိတ်သက်ကြစရာတော့မလိုပါဘူးဘာလို့လဲဆိုတော့ဒီကိုကအသက်40ကျော်အရွယ်ရောက်လာတဲ့ခါကျရင်ကိုရဲ့ခန္ဓာကိုယ်က metabolism rate လို့ခေါ်တဲ့ဇီဝကမဖြစ်စဉ်တော့နှေးလာတာကတော့တဘာဝပဲဖြစ်ပါတယ်ဒါပေမဲ့ဒါကိုဘယ်လိုမျိုးကျန်းမာအောင်ပြုလုပ်အောင်လဲဆိုရင်တော့တင့်တော်တဲ့နေထိုင်စားသောက်မှုပုံစံနဲ့ဤစနစ်ကျတဲ့ကိုယ်လက်လှုပ်ရှားမှုတွေလိုအပ်ပါတယ်ကိုအနေနဲ့ဒီကျန်းမာဖို့အတွက်တင့်တော်တဲ့နေထိုင်စားသောက်မှုပုံစံနဲ့ဤစနစ်ကျတဲ့ကိုယ်လက်လှုပ်ရှားမှုတွေလေ့ကျင့်ခန်းတွေကိုသိချင်တယ်ဆိုရင်တော့ကျမတို့ Power Play application ရှိပါတယ်။ဆိုတော့ Power Play application မှာဆိုရင်လည်းကျမတို့ရဲ့ customer တော်တော်များများကအသက်40ကျော်အရွယ်တွေပါဝင်တဲ့အတွက်ကြောင့်မလို့မလုံတတ်မှာမလုံနိုင်မှာစိတ်ပူစရာမလိုပါဘူး။ဆိုတော့ကျမတို့ရဲ့ Power Play application ရဲ့ Saver Plan, Weight Plan ဆိုတာကအာဟာရဆရာဝန်ကိုယ်တိုင်ရေးဆွဲပေးထားတဲ့အစားအသောက် plan ရဲ့ဤစနစ်ကျတဲ့လေ့ကျင့်ခန်း plan တွေအပြင်ကိုကျန်းမာရေးစောင့်ပါတွေပါအဓိကအခမဲ့ဖတ်လို့ရတဲ့ application ပဲဖြစ်ပါတယ်။သူကတော့တစ်လကိုမြန်မာကျပ်ငွေ3000ခွဲတဲ့ကြာတင်တာမလို့စိတ်ဝင်စားတယ်ဆိုရင် comment မှာဆက်သွယ်ရမယ့် link လေးကိုချပေးထားပါတယ်။လာရောက်ဆက်သွယ်ပေးနိုင်ပါတယ်ရှင်။